ငါတို့ပျောက်ဆုံးရဲမေတွေရဲ့ဘဝကဘာနဲ့လားတဲ့တိုင်တူလဲဆိုတော့ကိုဖုံးကျွယ်နဲ့မမျှစိမ်းလို့ပဲကိုဖုံးကျွယ်ကမုတ်ဆိုးဘူးလားမေးတော့လည်းမဟုတ်ဘူးတခုလက်လားမေးတော့လည်းမဟုတ်ဘူးမမျှစိမ်းကတေးသွားတာလည်းမဟုတ်ဘူးနှုတ်ဦးသဘောတူကိုရဲသွားတာလည်းမဟုတ်မမျှစိမ်းကအရှင်ပြောက်သွားတာအရှင်တို့ထွက်ပြီးတိုင်တန်းကိုပြန်သွားတာပေါ့ပြန်လာလို့ပြန်လာနူးနဲ့ကိုဖုံးကျွယ်ကတားတကောင်လက်ဆွဲပြီးမမျှစိမ်းပြန်လာနူးကိုစောင့်ခဲ့တယ်တားရှင်ပြူပြီးတော့အသက်ကြီးတဲ့အထိပေါ့ငါတို့ကလည်းအခုဒီလိုပဲငါတို့ရမုတ်ဆိုးမှလားဆိုတော့လည်းမဟုတ်ဘူးတခုလက်လားဆိုတော့လည်းမဟုတ်ဘူးငါတို့ယောက်ျားရှိလားဆိုတော့လည်းမရှိဘူးအဲ့လိုပဲငါတို့ယောက်ျားလည်းမမျှစိမ်းလို့ပဲအရှင်တို့ထွက်သွားတာအရှင်ပြောက်သွားတာဆိုတော့ငါတို့ကကိုဖုံးကျွယ်လို့ပဲတားတကောင်လက်ဆွဲပြီးပြန်လာမယ့်ရက်ကိုစောင့်ရမှာအခုမှကိုဖုံးကျွယ်နဲ့မမျှသိရဆိုရင်ငါတို့နဲ့လာပြီးတော့အလားတန်လာတူနေတာငါတို့နဲ့လာပြီးအလားတန်တူနေတယ်ဆိုတော့ကိုရီးယားတော့တိုက်เสียရလဲလှေပေါ်ခေါ်မတင်ခဲ့ဘူးလေဒါပေမဲ့ကိုရီးယားအဓိကတိုက်ချုပ်ကြီးကတော့အဘပေါ့တိုက်ချုပ်ကြီးကအဘငါတို့အမျိုးသားတွေကိုတွားဆိုပြီးတော့တခါတည်းရှေ့တန်းကိုလွှတ်လိုက်တာအဘတိုင်ရင်မှုကသူကတိုင်တန်းရှင်ပေါ့ဘာတိုင်ရင်မှုကတိုင်တန်းရှင်တခါတည်းခေါ်သွားတာငါတို့အမျိုးသားတွေကိုပြန်လာမယ်6လတစ်နှစ်ဆိုလို့ချင်းပြန်ခေါ်လာမယ်ဆိုပြန်လာတဲ့အမျိုးသားတွေလည်းပြန်လာနိုင်တယ်ပြန်မလာတဲ့အမျိုးသားတွေလည်းပြန်မလာနိုင်ဘူးပျောက်တဲ့အမျိုးသားတွေလည်းပျောက်ကြတယ်အဲ့တော့သူတို့ကအဲ့လိုမျိုးတိုက်ဆရာနဲ့တိုင်တန်းရှင်နဲ့ကြားထဲမှာမမြသိန်းနဲ့ကိုဖုံးကျွယ်နေကကွဲတာမုတ်ဆိုးဖို့လည်းမဟုတ်တခုလာလည်းမဟုတ်ကိုငါတို့လည်းဒီလိုပဲမုတ်ဆိုးဖို့လည်းမဟုတ်မုတ်ဆိုးမှလည်းမဟုတ်တခုလာလည်းမဟုတ်အဲ့လိုနဲ့ငါတို့ကကိုဖုံးကျွယ်လို့တားတကောင်လက်ဆွဲပြီးတော့စောင့်ရမှာပေါ့ငါတို့ယောက်ျားလေးပြန်လာတဲ့အချိန်ထိရောနော်